Day 3 video လေးကိုလေ့လာကြည့်ကြအောင်ဟုတ်ပြီကျွန်တော်သင်ခန်းစာထဲမှာပထမဦးဆုံး clave ကို triple clave လို့ခေါ်တယ်အောက်က clave base clave လို့ခေါ်တယ်4 timing အပေါ်က4ကဘာကိုဖော်ပြလဲဆိုတော့တပားမှာဘယ်နှချက်ရေးတွဲရမလဲဆိုတာကိုဖော်ပြတယ်အောက်က4ကဘာကိုဖော်ပြလဲဆိုတော့ note ရဲ့တန်ဖိုးကိုဖော်ပြတယ်ဒီဘာမှာ၄ချက်ခေါင်းရမယ်ဆိုတော့1 2 3 4အဲ့ဒီ1ဆိုတဲ့ note ရဲ့တန်ဖိုးဖော်ပြတယ်ဥပမာအနေနဲ့ဆိုရင်ဒီ note ပေါ့ quarter note 1 2 3 4ဒီ note ရဲ့တန်ဖိုးကိုဖော်ပြတယ်ဒီ4ကအပေါ်က4ကဒီတပားမှာဘယ်နှချက်ရေးတွဲရမလဲဆိုတာကိုဖော်ပြတယ်ဒါတပား2ပါး3ပါး4ပါးလို့ခေါ်တယ်ဒါ double bar line ပြီးလို့ရှိရင်ဒါဘာလို့ခေါ်တယ်ဒါ bar line လို့ခေါ်တယ်မရှိသေးလဲဒါ triple clave base clave ဒါကတပားမှာဘယ်နှချက်ရှိလဲဆိုတော့ခေါင်းတယ်ဒါက note ရဲ့တန်ဖိုးကိုဖော်ပြတယ်ပြီးလို့ရှိရင်ဒီ line နဲ့ဒီ space ဒီ5ချောင်းကို staff လို့ခေါ်တယ် staff အဲ့တော့သူ့မှာနာမည်ရှိတယ်အပေါ်က staff triple clave အပေါ်က clave triple clave ရဲ့ line နာမည်တွေကတော့ E G B T F ဒီကြားထဲက space ရဲ့နာမည်တွေကတော့ F A C E အဲ့တော့အလုပ်ကျထားမှာဖြစ်တယ်အောက်က base clave ရဲ့ line နာမည်တွေကတော့ G B T F A ဒီကြားထဲက space ရဲ့နာမည်တွေကတော့ A C E G နော်ဒီမှာ note တွေ့တာနဲ့ဒါ E note ဒီကြားထဲမှာ note တွေ့တာနဲ့ F အဲ့လိုဒီမှာ note တွေ့တာနဲ့ဒါ G ကိုနှိပ်ခိုင်းတာဒီကြားထဲမှာ note တွေ့တာနဲ့ဒါ G ကိုနှိပ်ခိုင်းတာဟုတ်ပြီနော်ကဲဟုတ်ပြီ timing ခောက်တာ note ခေါင်းတဲ့ဥစ္စာပါနော်ခုနကတော့ခေါင်းတယ်ဘလို့မဒီရဆိုရင်တပားမှာ၄ချက်ရှိတယ် note ရဲ့တန်ဖိုးက number 4ထဲမှာ1 2 3 4 quarter note ဆိုတော့ဒီအတိုင်းဆိုရင်1 ၄ချက်ခေါင်းရမယ်ဆိုတော့1 2 3 4 1 2 3 4 1 2 3 4ခေါင်းရပါတယ်ကျေးဇူးတင်ပါတယ်